မင်္ဂလာပါရှင်ဒီမီနီကွန်တော့အယောင်းလေးကိုပြပေးပါမယ်နော်။နှုံးလေးက3,400ထည့်နေနိုင်သေးတယ်ရရှိမှာဖြစ်ပါတယ်ရှင်။ကားပါကင်တစ်စီးအတွက်လည်းစိတ်ပူစရာမလိုတဲ့နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်ရှင်။လူချင်းမြင့်အနေနဲ့မီနီကွန်ကိုရှာနေရဆိုရင်တော့ဒီအယောင်းလေးကိုလာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။ပေ40ပေ60မြေကြီးပေါ်မှာဆောက်လုပ်ထားတဲ့မီနီကွန်တို့အယောင်းလေးကိုမိတ်ဆက်ပေးပါမယ်။ဓာတ်လေကလည်း24နာရီမီးရရှိမှာဖြစ်ပါတယ်ရှင်။ဒီအခန်းထဲမှာလည်းအခန်းမီး၊အဲကွန်မီး၊ကစ်ချင်မီး၊အဝတ်လျှော်ဆက်မီး၊ရေခဲတက်တာမီးအားလုံး24နာရီမီးရရှိမယ်မီနီကွန်တို့အယောင်းလေးကိုမိတ်ဆက်ပေးပါမယ်ရှင်။မီနီကွန်တို့ရဲ့ဒီဆက်ဆံဝင်ခြင်းပါဆိုရင်တော့ပေါ့နော်အခုလိုမျိုးဧကန်အကျယ်ကြီးတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဒါကတော့ဖះเจ้าဆောင်အတွက်တီးသန့်နေရာတစ်ခုထားရှိပေးတာကိုတွေ့မြင်ရပါတယ်ရှင်ဒီဖះเจ้าဆောင်ရဲ့အရှိမျက်နှာမှာဆိုရင်တော့အခုလိုမျိုးကြက်ကဆန်ဖះကိုဖူးမြော်ခွင့်ရရှိမဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်ဒီမီနီကွန်လေးကမင်္ဂလာလမ်းမကြီးပေါ်မှာတည်ရှိနေပါတယ်ရှင်ပေ40ပေ60မြေကြီးပေါ်မှာဆောက်လုပ်ထားတဲ့ကွန်တို့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီဧကဲမှာဆိုရင်တော့အခုလိုမျိုးဆိုဖာဆက်တီးအကြီးကြီးတစုံထားရှိပေးရပါတယ်24နာရီမီးရရှိဖို့အတွက်အခုလိုမျိုး power station ကိုလည်းထားရှိပေးတာကိုတွေ့မြင်ရပါတယ်ရှင်ဒီဘက်မှာဆိုရင်တော့ဒီအတွက် stand တင်ဖို့အတွက်အခုလိုမျိုး luxury design ဖွဲ့စည်းပေးတာကိုလည်းတွေ့မြင်ရပါတယ်ရှင်ဒီကနေစပြီးတော့အိမ်တစ်ခုလုံးကိုလည်းပက်ကေးအထူသားကိုအပြည့်ခင်းကျင်းထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒီပက်ကေးမှာလည်းရေဆိုကန်ပက်ကေးဖြစ်တဲ့အတွက်ကျန်းတိုက်လို့လည်းလွယ်ကူအဆင်ပြေတဲ့ပက်ကေးကောင်းတဲ့တစ်ခုကိုတက်ဆင်ပေးရတာကိုလည်းတွေ့မြင်ရပါတယ်ရှင်ဒီမီနီကွန်ဒိုလေးရဲ့ brain box တိုင်းမှာလည်းချင်းလုံးစကားတွေပါရှိတဲ့အတွက်အလင်းရောင်ကိုရရှိဖို့အတွက်ဆိုရင်တကားတစ်ဖက်ဖွင့်လိုက်တာနဲ့ပေါ့နော်ဒီအလင်းရောင်ရရှိပြီးတော့ချင်းတွေပါလည်းမဝင်တော့ဘူးအရန်ကိုအဆင်ပြေတဲ့ဒီဇိုင်းပုံစံထွင်ပြီးတော့ချင်းလုံးစကားတွေကိုလည်းတက်ဆင်ပေးတာကိုတွေ့မြင်ရပါတယ်အခုလိုမျိုးနေကာလိုက်တာတွေလည်းနေကာလိုက်တာကိုလည်းတက်ဆင်ထားတဲ့အပြင်brain box တိုင်းမှာလည်းချင်းလုံးစကားများကိုလည်းတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒါကတော့ single bedroom ပဲဖြစ်ပါတယ်ဒီ single bedroom လေးကိုပြပေးပါမယ်ရှင်ဒီ single bedroom လေးမှာဆိုရင်တော့အခုလိုမျိုးပေါ့နော်ဒီကတင်တစ်ခုပါရှိမယ်ပြီးွားရင်နေရန်ကပ်ဗီဒီယိုတစ်ခုပါရှိမယ်အခုလိုမျိုးမှန်နေကုန်းတစ်ခုပါရှိမှာဖြစ်ပါတယ်ရှင်ဒီပုံမှာဆိုလဲ luxury design ပုံစံမီတီမီဆိုင် light swing များကိုလည်းပတ်လည်းတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒီမှာဆိုရင်လည်း single bedroom ထဲမှာတော့မှအဲကွန်းတစ်လုံးကိုထားရှိပေးတာကိုတွေ့မြင်ရပါတယ်ရှင်ဒီအပေါ်မှာဆိုရင်လည်းလုံးဝ luxury design ကို cute type ပုံစံဖြစ်အောင်လို့မီတီလေးတွေကိုအမြုပ်နေနဲ့ထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒါကတော့2ယောက်ရဲ့အခန်းအကျယ်ကြီးပေါ့နော် master bedroom ပဲဖြစ်ပါတယ်ဒီ master bedroom မှာလည်းအိတ်ဆွဲတက်နေုံလေးကိုဖြစ်အောင်လို့အခုလိုမျိုးကတင်2ယောက်ရဲ့ကတင်တစ်ခုကိုထားရှိပေးထားပါတယ်မှန်နေကုံကိုလည်းထားရှိပေးထားပါတယ်မှန်နေကုံရဲ့အပေါ်မှာလည်းပစ္စည်းလေးတွေတင်ဖို့အတွက် box လေးတွေနှစ်ခုကိုထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒါကတော့2ယောက်အိတ်အခန်းဖြစ်တဲ့အတွက်ပစ္စည်းအများကြီးစအောင်လို့အခုလိုမျိုးနေရန်ကပ်ပြီးတော့ထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်အခုလိုမျိုးဗီဒီယိုအကြီးနဲ့ကြတော့တဲ့ခါကျရင်အဝတ်စားပစ္စည်းတွေထည့်တဲ့ခါကျရင်အရန်ကိုဆက်လာတယ်ပေါ့နော်ဒီကတော့ရေချိုးကဲအင်တာတွဲရပါရှင်ရေဘူးရေရိုးကိုပါလက်ဆောင်လေးနဲ့တက်ဆင်ပေးရတာကိုတွေ့မြင်ရပါတယ်ရှင်ဒီနေရာမျိုးလဲကြွေပြပတ်လဲခင်းကျင်းထားပါတယ်ဒီ master bedroom ထဲမှာလည်းအဲကွန်းတစ်လုံးကိုထားရှိပေးတာကိုတွေ့မြင်ရပါတယ်ရှင်ဒါကတော့ kitchen ပါဒီ kitchen မှာဆိုရင်လည်းအခုလိုမျိုး brain box အကျယ်ကြီးတွေကတိုက်ခန်းတွေအလုံး100မှာဆိုရင်တော့တစ်လုံးလောက်ကရှိဖို့ရှားတယ်ပေါ့နော်ဒီနောက်ခွေး kitchen မှာလည်း brain box ကအကြီးပဲချင်းလုံးစကားလည်းပါရှိတယ်နေကာလိုက်တာကိုလည်းတက်ဆင်ပေးထားတယ်ဒီဟာဆိုရင်တော့ဘားကောင်တာပေါ့နော်ဒီဘားကောင်တာမှာလည်းအခုလိုမျိုး luxury design ကို cute type မီတီလေးတွေဖြစ်အောင်လို့ပေါ့နော်တက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ဒီမှာလည်းရှိုးပြဖို့အတွက်အခုလိုမျိုးမီတီအမြုပ်လေးတွေကိုတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒီနေရာဒီမှာကိုလည်းကြွေပြားတွေကိုတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ဒီပေါ်မှာဆို cabinet box ဒီမှာဆိုလည်းအမျှော်စုပ်ဆက်တွေကိုလည်းထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒီအောက်မှာလည်း cabinet box တွေကိုတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်အခုလိုမျိုး brain box အကြီးရဲ့
မီနီကွန်လိုတိုက်ခန်းရရှားတယ်ပေါ့နော်ဒီတိုက်ခန်းမှာပဲရမယ်ပေါ့နော်မီနီကွန်လို brim hot အကြီးကြီးတွေကတော့ဒီတိုက်ခန်းမှာပဲရရှိမှာဖြစ်ပါတယ်ဒါကတော့ kitchen ရဲ့ရေချိုးတဲ့အိမ်သားတော့ရပဲဖြစ်ပါတယ်ဒါတော့နောက်ပေး emergency ပေါ့နော်နောက်ပြီး emergency လေကားကိုလည်းတကားနှစ်ထပ်နဲ့ပြုလုပ်ပေးထားပါတယ် security safe ဖြစ်ဖို့အတွက်တကားနှစ်ထပ်ကိုအသုံးပြုပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်အခုလိုမျိုး kitchen မှာကိုလည်းဒီလိုမျိုး light swing တွေကိုအပြည့်တက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ဆေးလိုင်းအသစ်မီးလိုင်းအသစ်နဲ့ဖွဲ့စည်းထားတဲ့မီနီကွန်လိုအယောင်လေးပဲဖြစ်ပါတယ်ရှင်ဒီမှန်တကားတစ်ချက်အကြီးကိုလည်းတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်လူကြီးမင်းအနေနဲ့ကားပတ်ကင်အဆင်ပြေဖို့အတွက်အတွင်းလမ်းမကျယ်ပေါ်မှာရှာနေတဲ့လူကြီးမင်းအနေနဲ့ဒီမီကိုတော့အယောင်လေးကိုဝယ်ယူခြင်းနဲ့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အောင်ထအောင်အင်ချန်မီကိုဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ဆက်သွယ်ရန်ဖုန်းနံပါတ်က3999583693ပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးမီနီကွန်တော့အယောင်လေးရဆိုရင်တော့3400ထပ်ညီနိုင်စီနဲ့ရရှိမှာဖြစ်ပါတယ်ဒီမီနီကွန်တော့အယောင်လေးရဲ့အလွှာလေးကတော့4လွှာပဲဖြစ်ပါတယ်ရှင်ဒီမီနီကွန်ကနေပြီးတော့ကျက်ကဆန်ဖျားကိုအခုလိုမျိုးဖူးမြော်ရမှာပဲဖြစ်ပါတယ်ရှင်ကြည့်ရှုသူလူချင်းမင်းများမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေရှင်